ဒီကောင်လေးကသူ့ရဲ့တယ်လီပို့လုပ်နိုင်တဲ့စွမ်းအားကိုတိသွားတာနဲ့အိမ်ကနေထပ်ပြီးဟိုကြံစီပါတယ်သူဟာဝေးလံတဲ့ဟိုတယ်တစ်ခုမှာအခန်းငှားနီးထိုင်ပြီးသူ့ရဲ့စွမ်းအားတွေကိုဘယ်လိုထိန်းချုပ်အောင်မလဲဆိုတာလေ့ကျင့်ပါတယ်ရက်အနေငယ်ကြာလေ့ကျင့်ပြီးနောက်မှာတော့သူဟာသူ့စွမ်းအားကိုကောင်းကောင်းထိန်းချုပ်နိုင်လာပါတယ်အဲ့ဒီနောက်မှာတော့သူဟာပုံမှန်စွမ်းအားရှင်တွေလိုကမာကြီးကိုကဲတင်ဖို့ထက်ပိုပြီးထူးခြားတဲ့အစီအစဉ်တစ်ခုကိုစတင်ပါတယ်အဲ့ဒါကတော့ဘန်တစ်ခုကိုဖောက်ဖို့ပါတယ်ဒေးဗစ်ဟာမြို့မှာအကြီးဆုံးဘန်ကိုသူ့ရဲ့ပြစ်မှတ်ဖြစ်ရွေးချယ်လိုက်ပါတယ်သူဟာဘန်ဆောင်စီမှာအင်တန်ဘန်မှာလဲလို့လမ်းမေးဟန်ဆောင်ပြီးဘန်ရဲ့ငွေတိုက်ခန်းမှာတီးနေရကိုအကဲခတ်ပါတယ်သူ့ရဲ့မျက်လုံးတွေကဘန်ရဲ့လုံခြုံရေးအခန်းစီကိုရောက်သွားပြီးအခြေအနေကိုမှတ်သားထားလိုက်ပါတယ်အဲ့ဒီညမောင်လာတဲ့အချိန်မှာတော့ဒေးဗစ်ဟာဘန်ရဲ့ငွေတိုက်ခန်းတွေကိုတယ်လီဖုန်းလက်ပြီးတိုက်ရိုက်ရောက်သွားပါတယ်သူဟာငွေထုတ်တွေနဲ့သူတိုင်နိုင်သမျှအရာအားလုံးကိုစုဆောင်းပြီးယူငင်းပါတယ်အလုပ်ပြီးသွားတဲ့အချိန်မှာတော့သူ့ရဲ့ဟိုတယ်အခန်းထဲမှာငွေထုတ်တွေနဲ့အပြည့်ဖြစ်နေပါပြီအခန်းထဲကစူညံတန်းကြောင့်ဟိုတယ်ပိုင်ရှင်ကလာကြည့်ပြီးတကားဖွင့်ခိုင်းတဲ့အခါမှာတော့သူကတကားမဖွင့်ပြပါဘူးအဲ့ဒီအစားသူခိုးလာတဲ့ငွေတွေကိုတကားအောက်ကနေဟိုတယ်ပိုင်ရှင်စီကိုထိုးပေးလိုက်ပါတော့တယ်